ဝီပရိသတ်များအားလုံးမင်္ဂလာပါဗျာဒီနေ့မှာတော့အင်္ဂါနေ့ညရဲ့နိုင်ငံတကာပွဲစဉ်နောက်ဆုံးနေ့ရဲ့ပွဲကြိုသုံးသက်ချက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ဒီအုပ်စုတွင်းမှာဒီနေ့ပွဲနိုင်တာနဲ့ဒီ play off ရှင်ပြိုင်ပွဲရမယ်ယူကရိန်းအသင်းကိုရွေးချယ်ပေးကြပါမယ်ဗျာယူကရိန်းအသင်းက9ပွဲကစား1ပွဲနိုင်6ပွဲတည်ဒီ9သွင်းထားတယ်10ဂိုးပေးထားရတယ်ရမှတ်9မှတ်နဲ့အဆင့်3ဘော့စနီးယားအသင်းက9ပွဲကစား1ပွဲနိုင်4ပွဲတည်2ပွဲရှုံး9သွင်းထားတယ်10ဂိုးပေးထားရတယ်ရမှတ်9မှတ်နဲ့အဆင့်4ဒီနေ့ပွဲမှာဘော့စနီးယားအသင်းကနိုင်လဲမျှော်လင့်ချက်မရှိတော့ပေမဲ့ဒီယူကရိန်းအသင်းကတော့ဒီနေ့နိုင်တာနဲ့ဒီ play off ကိုရှင်ပြိုင်ခွင့်ရမှာဖြစ်တယ်ဒါပေမဲ့ဖင်လန်အသင်းကတစ်ဖက်မှာ17မှတ်နဲ့ဒီလက်ရှိမှာအဆင့်2နေရာရောက်နေတယ်ဒီနေ့မှာပြင်သစ်နဲ့တွေ့ရမှာဆိုတော့အကယ်၍ပြင်သစ်အသင်းကိုတည်ရခဲ့လို့ရှိရင်ယူကရိန်းအသင်းအနေနဲ့ဘော့စနီးယားအသင်းကိုဒီဂိုးပြတ်ဖြတ်ဖို့လိုတယ်ဗျဖင်လန်အသင်းကလက်ရှိမှာ goal difference က2မှတ်ဖြစ်နေတယ်ယူကရိန်းအသင်းက1မှတ်ဆိုတော့ဒီနေ့ပွဲမှာဒီယူကရိန်းအသင်းကဘော့စနီးယားကို2မှတ်ပြတ်တာနဲ့အကယ်၍ဖင်လန်ကတည်ကံမယ်ယူကရိန်းအသင်းက2-0နဲ့နိုင်ခဲ့မယ်ဆိုရင်ယူကရိန်းအသင်းတက်မှာဖြစ်တယ်ဗျဒါကြောင့်မလို့လဲ J ကဒီ -50 ဆိုတဲ့ J ကနေပြီးတော့ 1+30 အထိမတရားကြီးကိုထိုးတက်သွားတာဖြစ်တယ်ဗျဆိုတော့ကျွန်တော်အနေနဲ့ယူကရိန်းဘော်ဒီကိုရွေးချယ်ပေးချင်ပါတယ်ဗျဒီနောက်တစ်ပွဲအနေနဲ့ဘော်ဒီကြီးကျလာပေမဲ့ဂိုးပေါင်းကြီးတက်လာတဲ့အနေအထားအရဒီတူရကီဂိုးဘော်ကိုရွေးချယ်ပေးချင်ပါတယ်ဗျတူရကီရဲ့စတီကြီးက 1+40 2-70 အဲ့ရနေလက်ရှိမှာ 1+80 3+80 ဖြစ်သွားတယ်ဗျဆိုတော့ဘော်ဒီကြီးကတစ်ဆင့်ကျလာတာတော့မှဂိုးပေါင်းကြီးကနောက်တစ်ဆင့်တက်လာတဲ့အနေအထားအရကျွန်တော်အနေနဲ့တူရကီဂိုးဘော်ကိုတော်တော်လေးကြိုက်တယ်တူရကီအသင်းက9ပွဲကစား9ပွဲနိုင်3ပွဲတည်1ပွဲရှုံး25ဂိုးသွင်းထားတယ်15ဂိုးပေးထားရတယ်18မှတ်နဲ့အဆင့်2မော်တီနီဂရိုက9ပွဲကစား3ပွဲနိုင်3ပွဲတည်3ပွဲရှုံး73ဂိုးသွင်းထားတယ်73ဂိုးပေးထားရတယ်ရမှတ်12မှတ်နဲ့အဆင့်4ပေါ့လက်ရှိမှာတူရကီက18မှတ်ဗျာနယ်သာလန်အသင်းကအမှတ်20ဆိုတော့တစ်ဖက်မှာနယ်သာလန်နဲ့နော်ဝေးနဲ့ရှင်ပြိုင်တဲ့ပွဲမှာအကယ်၍များနယ်သာလန်နဲ့နော်ဝေးကတည်ကျသွားမယ်ဆိုရင်ဒီနေ့ပွဲမှာတာကီကနိုင်လိုက်မယ်ဆိုရင်ဒီ play off တောင်ရှင်ပြိုင်စရာမလိုဘဲနဲ့နောက်တစ်ဆင့်ဒီကမ္ဘာဖလားဝင်ခွင့်ရသွားမှာဖြစ်တယ်ဆိုတော့နယ်သာလန်အသင်းကဒီပွဲမှာနော်ဝေးအသင်းကိုနိုင်သွားခဲ့ရင်တော့တူရကီအသင်းအနေနဲ့ play off မှာပဲဆက်ရှိနေမှာဖြစ်တယ်ဗျအမှတ်တော်တော်လေးလိုနေတဲ့အနေအထားမှာတူရကီအနေနဲ့ပိတ်ဆော့စရာဘာအကြောင်းမှမရှိဘူးဗျပရတိုက်စစ်ကလည်း25ဂိုးထိသွင်းထားတယ်ဒီကန်စစ်ကလည်း15ဂိုးဆိုတော့ပေါက်နေတဲ့အနေအထားမှာရှိတယ်ဗျဒီမွန်တီနီဂရိုကလည်းပြီးခဲ့တဲ့ပွဲမှာနယ်သာလန်လိုဒီ10ဂိုးပဲပေးထားတဲ့အသင်းကို2ဂိုးသွင်းနိုင်တယ်ဗျစစ်ကလည်းမဆိုးဘူးဗျကန်စစ်ကလည်းပေါက်နေတဲ့အနေအထားမှာဒီနှစ်ဖက်သွင်းဂိုးအများကိုရွေးချယ်ပေးခြင်းပါတယ်ဗျနောက်တစ်ပွဲအနေနဲ့ဒီနေ့ပွဲမှာအားကုန်ထုတ်လာမဲ့ဒီဝေးအသင်းကိုရွေးချယ်ပေးခြင်းပါတယ်ဗျဒီစတီကြီးမှာတော့ဘယ်ဂျီယန်အသင်းက -80 2-100 ဆိုတဲ့ကြီးနဲ့ဖွင့်ခဲ့တယ်လက်ရှိမှာတော့ -70 ဒီ 2-70 ပေါ့နော်ကြီးအရာပြန်ကြည့်ရလို့ရှိရင်သူတို့နှစ်ယောက်ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ပွဲတွေမှာဒီဝေးအသင်းအိမ်ကွင်းမှာဆိုရင် 0.5 နဲ့ဖွင့်ခဲ့တဲ့ပွဲတွေအားလုံးကြေးရှုံးထားတယ် 1+50 နဲ့ဒီဘယ်ဂျီယန်ဘက်ကအဝေးကွင်းမှာဖွင့်တဲ့ပွဲသာ 0-2 နဲ့နိုင်ထားတယ်ဗျအဲ့ဒါလည်း2012မှာရှိထိပ်တိုက်တွေ့ဆုံမှုဝေးရဲ့အိမ်ကွင်းမှာယူရိုပွဲတုန်းကဒီနှစ်ပွဲဆက် 3-1-1-0 နဲ့ဝေးအသင်းကနိုင်ထားတယ်ဗျအဲ့ပွဲမှာ 0.5 -100 ပေါ့နော်အဲ့ကြီးနဲ့ဖွင့်ခဲ့တယ်ဒီဝေးအသင်းက 3-1-1-0 နဲ့နိုင်ခဲ့တယ်ဆိုတော့ဒီနေ့ပွဲမှာလည်းဘယ်ဂျီယန်အသင်းကဒီ -70 ဆိုတော့ပျော့တဲ့အနေအထားမှာရှိရဗျအုပ်စုထဲမှာကဘယ်ဂျီယန်နောက်တစ်ဆင့်တက်သွားပြီဆိုတော့သူ့အနေနဲ့ရှုံးလဲကိစ္စမရှိဘူးဒါပေမဲ့ဒီဝေးအသင်းအနေနဲ့ဒီပွဲမှာရှုံးခဲ့မယ်ဆိုရင်တစ်ဖက်က Czech Republic က Estonia ကိုနိုင်ပါဗျဒီနေ့ပွဲမှာဆိုတော့ Czech က3မှတ်ရသွားလို့ရှိရင်14မှတ်ဗျ14မှတ်ဆိုတော့ Czech ကအကေကြီးများ3ဂိုးပြတ်တဲ့အနေအထားရှိခဲ့လို့ရှိရင်ဝေးအသင်းကိုကြော်ဝါပြီးတော့ဒီ play off ရှင်ပြိုင်ရမှာဖြစ်တယ်ဆိုတော့ဝေးအသင်းအနေနဲ့အနည်းဆုံးတရေကတော့ကံမဖြစ်မယ်ဆိုတော့ဒီဝေးအသင်းအနေနဲ့ဒီတရေတစ်မှတ်ကိုပဲ UTV ကစားလာမှာဖြစ်တယ်ဆိုတော့ဒီဂိုးနဲ့ကိုရွေးချယ်ပေးခြင်းပဲမဲ့လဲဒီဝေး body ကပုံမိုက်တယ်ဗျဆိုတော့ဝေး body ကိုရွေးချယ်ပေးခြင်းပါတယ်ဗျနောက်တစ်ပွဲအနေနဲ့နယ်သာလန်နဲ့နော်ဝေးပွဲကိုသုံးသပ်ပေးခြင်းပါတယ်ဗျဒီနယ်သာလန်စတီကြီးကတစ်လုံး80ရှုံး3လုံး10ပေါင်းလက်ရှိမှာတစ်လုံး30ရှုံး2လုံး80ရှုံးပေါ့ဒီ body ကြီးကတစ်ဆင့်ကျော်လာပေမဲ့ဂိုးပေါင်းကြီးကဒီ2ဆင့်ကျော်လောက်ထိကိုဒီကျလာတဲ့အနေအထားရှိရဗျပြန်ကြည့်ရလို့ရှိရင်သူတို့နှစ်ယောက်ထိပ်တိုက်တွေ့ဆုံမှု၄ပွဲစလုံးမှာဂိုးပေါက်ထားတာကိုတွေ့ရတယ်တလန်တဲ့က9ပွဲကစား6ပွဲနိုင်2ပွဲတည်1ပွဲရှုံး32ဂိုးသွင်းထားတယ်10ဂိုးပေးထားရတယ်ရမှတ်20နဲ့အဆင့်1ဒီနော်ဝေးအသင်းက9ပွဲကစား5ပွဲနိုင်3ပွဲတည်1ပွဲရှုံး15ဂိုးသွင်းထားတယ်6ဂိုးပဲပေးထားရတယ်ရမှတ်18မှတ်နဲ့အဆင့်3ပေါ့နော်ဆိုတော့ဒီနော်ဝေးရဲ့ခံစစ်ကဒီ6ဂိုးပဲပေးထားရတယ်ဗျတော်တော်လေးလုံတဲ့အနေအထားရှိတယ်ဒါကြောင့်လည်းဒီပူကီအနေနဲ့ဂိုးအောင်မဲ့ပုံထင်ပုံရတယ်တလန်အသင်းကဒီရှုံးခဲ့တဲ့တပွဲရောဒီတရေကျတဲ့နှစ်ပွဲရောကအဝေးကွင်းနေမှာပဲဖြစ်တယ်ဗျဆိုတော့နယ်သာလန်အိမ်ကွင်းကတော်တော်လေးကောင်းတယ်ဗျကြည်ဘူးတဲ့လူဆိုသိလိမ့်မယ်ဒီနေ့ပွဲမှာနယ်သာလန်အသင်းအနေနဲ့အနိုင်ရမှ play off ကန်ဆယ်မလို့ပဲနဲ့ဒီကမ္ဘာဖလားတက်လန်းနိုင်မှာဖြစ်တယ်အကယ်၍များတာကီကဒီနေ့ပွဲမှာနိုင်ပြီးတော့နယ်သာလန်ကတရေကျသွားမယ်ဆိုရင်ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲတာကီကဒီ qualification ဝင်ပြီးတော့ဒီနယ်သာလန်က play off ကန်ရမှာဖြစ်တယ်ဆိုတော့နယ်သာလန်အသင်းအနေနဲ့ play off ကန်စရာတော့အကြောင်းမရှိဘူးဒီ32ဂိုးထိသွင်းထားတဲ့တိုက်စစ်ကမနေ့ကဒီ12ဂိုးပဲသွင်းထားတဲ့အီတလီလိုမဟုတ်ဘူးဒါကြောင့်ဒီအိမ်ကွင်းရုံးအားနဲ့အတူဒီပရိသတ်အားလည်းပါတယ်ဆိုတော့ကျွန်တော်အနေနဲ့နယ်သာလန် body နဲ့ဒီဂိုးအောက်ကိုရွေးချယ်ပေးချင်ပါတယ်ဗျနောက်ပြီးတော့ကျွန်တော်ထင်တာဒီနယ်သာလန်က 1-80 ကနေ 1-30 ကျသွားတဲ့ပုံကဒီနော်ဝေးအသင်းကဒီနေ့ပွဲမှာတည်ရခဲ့မယ်ဆိုရင်အကေမော်တီနီဂရိုကဒီနေ့တာကီအသင်းကိုနိုင်ခဲ့မယ်ဆိုရင်နော်ဝေးအသင်းအနေနဲ့ဒီနေ့တည်ရလို့ရှိရင် play off ဝင်ခွင့်ရတော့မှာဖြစ်တယ်ဗျ
ဒါကြောင့်မလို့လဲဘူကီဒီအနေနဲ့ဒီဂျေးကိုနည်းနည်းလေးချပေးလိုက်တာဖြစ်တယ်ဆိုတော့ကျွန်တော်ထင်တော့နယ်သာလန်အင်ကွင်းကိုဒီနော်ဝေးအသင်းနဲ့ရှင်နိုင်စရာအကြောင်းမရှိဘူးဗျနယ်သာလန်ရဲ့ဒီ FIBA ranking က17ဗျာဒီနော်ဝေးအသင်းရဲ့ FIBA ranking က39ဆိုတော့တော်တော်လေးကွာတဲ့အနေအထားမှာရှိရပြီးတော့နယ်သာလန်ရဲ့တိုက်စိတ်တွေကိုတွားကြည့်လိုက်ဗျာဒီနော်ဝေးအသင်းအနေနဲ့ခံနိုင်မှမပေါ်ဘူးဆိုတော့ 1-0 2-0လောက်ဖြစ်သွားမယ်တင်တယ်ဗျာကျွန်တော်အနေနဲ့ဒီနယ်သာလန်30ရင်းပြီးတော့ body ကိုရွေးချယ်ပေးခြင်းနဲ့နောက်ပြီးတော့ဒီနော်ဝေးခံစစ်ကြောင့်ဒီgoal out လေးပါတွဲပေးစေချင်ပါတယ်ဗျဒီနေ့အင်္ဂါနေ့ညရဲ့မောင်းရွေးချယ်မှုလိုချင်တဲ့သူတွေအနေနဲ့ဒီ post လေးကို like and share လေးပြုလုပ်ပြီးတော့ share ထားတဲ့ screenshot ကို comment ခဲ့ပါဗျ comment ခဲ့တဲ့သူတွေကိုကျွန်တော်အနေနဲ့ဒီမောင်းရွေးချယ်မှု private message ကနေတစ်ဆင့်လာပို့ပေးပါမယ်ခင်ဗျကြော်ညာလေးတစ်ခုနဲ့မိတ်ဆက်ပေးပြရစီဗျအဲ့တော့ K9 ဝင်းမှာ K9 ဝင်းကဖိလစ်ပိုင်အခြေစိုက်ကုမ္ပဏီဖြစ်တဲ့ကြောင့်မလို့ယုံကြည်စိတ်ချရတယ်24နိုင်ဝန်ဆောင်မှုနဲ့တိကျမြတ်အခုပေးထားတဲ့ QR code ကိုဖတ်ပြီးတော့ iOS နဲ့ Play Store မှာအခုပေးထားတဲ့ QR code ကိုဖတ်ပြီးတော့ iOS နဲ့ Play Store မှာ K9 web application ကို download ရယူပြီးတော့အခမဲ့ unit တွေရယူနိုင်ပါပြီခင်ဗျာ။ဒီသိရှိလို့ရဆိုရင်တော့ K9 web website ကိုဝင်ပြီးတော့ Viber နဲ့ Facebook မှာမေးမြန်းလို့ရပါတယ်ခင်ဗျာ။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။ဒီ Gobi page လေးကိုလည်း like and follow လုပ်ပြီးတော့တောင်းဆိုပါတယ်ခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်။